somewhere ဖြစ်မဲ့ကလေးတွေအတွက် remind လေးလုပ်ရှင်တာပေါ့နော်ဒီ accountant တွေဖြစ်မဲ့သူတွေအကုန်လုံးဒီ LCCI ECC somewhere တွေဖြည့်ခဲ့ရတယ်ဖြည့်ခဲ့ပြီးတဲ့အခါကျတော့မှဒီ accountant တွေဖြစ်လာကြတယ်ပေါ့နော်အဲ့ခါမှာကျတို့ somewhere ဖြည့်တဲ့အခါမှာ ECC ပဲဖြည့်ဖြည့် LCCI ပဲဖြည့်ဖြည့်အရေးကြီးတဲ့အချက်ကလေးတွေကျတို့ဘက်ကနေပြပြပေးပါမယ်နံပါတ်1အချက်ကတော့ read each question carefully before you start to answer it မင်းမဖြေခင်တိတိကျကျလေးစာကိုလေးပုံအသေးချဖတ်ပြီးတော့မှဖြေပါနံပါတ်2အချက်ကတော့ try to answer every question မိဘအားလုံးကိုဖြေနိုင်အောင်ကြိုးစားပေးပါနံပါတ်3အချက်ကတော့ you are advised to show your workings မင်းရဲ့အကျန်းတွက်ထားတာလေးတွေကိုဖော်ပြပေးပါအကျန်းတွေမပါဘူးဆိုလို့ရှိရင်အမှတ်ရောတတ်ပါတယ်နောက်နံပါတ်4အချက်က check your answer တွေကိုတဲ့ check your answers if you have time at the end မင်းတို့ဖြည့်ပြီးတဲ့အချိန်မှာအချိန်ကျန်နေသေးရဆိုလို့ရှိရင်မင်းရဲ့ဖြည့်ထားတဲ့အဖြေတွေကိုပြန်ပြီးတဲ့ခါကျတော့စစ်ဆေးပေးပါတဲ့ဟုတ်ပြီလား total marks ဒီအမှတ်တရဖြစ်ပါတယ်တို့ဒီမြန်မာနိုင်ငံကလေးတော်တော်များများချက်ပါမေးတော့ဆိုလို့ရှိရင်အောင်မှတ်ကအမှတ်40မဟုတ်ဘူးလားလို့မေးကြတယ် no အောင်မှတ်ကအမှတ်40မဟုတ်ပါဘူးအမှတ်50မှာအောင်ပါမယ်နော်total marks of each question တွေကချွန် in bracket ဝင်စားခွင့်ပိတ်လေးနဲ့ဖော်ပြထားပါတယ် use this အဲ့ဒါကိုပဲ guide တစ်ခုအနေနဲ့ဒီဥမာနှစ်မှတ်ပေးမဲ့အရာကို10မိနစ်15မိနစ်လောက်ကြာကြီးစဉ်းစားစရာမလိုဘူးတော့နောက်တစ်ခုကဥမာ10မိနစ်15မိနစ်ရမယ့်ဥစ္စာကိုလည်းခဏလေးနဲ့ချက်ချင်းဖြေနိုင်တယ်ဆိုတာမဟုတ်ဘူးเนาะ view site ပါ calculator သုံးလို့ရပါတယ် scientific ပဲသုံးရိုးရိုး calculator ပဲသုံးကိုကြိုက်တဲ့ calculator ကိုသုံးလို့ရပါတယ် it's okay เนาะကလေးတို့စူးစမ်းပါ fighting bye bye take care